အကြောင်းရကျွန်တော်9 ရက်နေ့သူတို့ဒီကျွန်တော်လောင်းတော်ကတ္တဘာကိုဖျားဦးသွားမလို့ဆိုပြီးတော့ဖျားဦးသွားမလို့ဆိုပြီးတော့သူတို့စခန်းကိုဝင်ပြီးသတင်းပို့တာသတင်းပို့တာနေမှာဒီပြစ်ပုံတွေတွေ့တာနဲ့ကျွန်တော်တစ်ဆက်တရတွေ့တာနဲ့ဆိုပြီးတော့ဗီဒီယိုကျွန်တော်လည်းနည်းနည်းလေးပေါ့သတင်းပို့ရင်လည်း record ယူလိုက်တာအဲ့ဒီ record ယူလိုက်တာသူတို့ကဖြတ်ခိုင်းတာပေါ့ကျွန်တော်မဖြတ်တာကျတော့သူကဟိုနားလေဟိုဘယ်လိုပြောမလဲသူတို့ရှိတယ်နော်ကျွန်တော် view file တစ်ခုကိုဖြတ်ပေးလိုက်တယ်ဖြတ်ပေးလိုက်တာဟိုမှာအဲ့လိုမျိုးနောက်ကျွန်တော်လည်းတောင်းဟိုရိုက်လိုက်တော့ကျတော့ view record ရိုက်တော့ကျတော့အင်မာလည်းကျွန်တော်လည်းဟိုဘယ်လိုပြောမလဲဇောနဲ့ဆိုတော့လို့ဟိုရေချက်မရှိဘူးဘယ်လိုပြောမလဲရိုက်ရှင်သိဟိုမှတ်တမ်းနေသိရှိတာနဲ့ကျွန်တော်မှတ်တမ်းတင်လိုက်တာလို့ဘာညာပြောပြီးတော့ကျွန်တော်တောင်းပန်လိုက်တာတောင်းပန်ပြီးမှကျွန်တော်တို့အားဆိုရင်လို့ဒီလိုဒါသတင်းဝင်ပွေနေလို့ဟိုအလောင်းတော်ကိုတွားလို့ရည်လားလို့ပြောတော့မှရပြီတဲ့အဲ့ဒါဆိုလည်းရပြီဆိုတော့ကျွန်တော်ကအလောင်းတော်ဘက်ကိုတွားတော့မှသူတို့စခန်းပြကနေဖြတ်သွားလေသူတို့စခန်းပြကနေဖြတ်သွားတာဟိုမှဘယ်လိုလုံးဆိုတော့ဆိုင်ကအိုင်နာမှာကျွန်တော်ဆိုင်ကပြက်တာကျွန်တော်ရဲဘော်ဆိုင်ကပြက်တော့ကျတော့မှအားလို့အလောင်းတော်မတွားတော့ဘူးကွာလို့ငါတို့စခန်းပြတ်သွားမယ်ဆိုပြီးကျွန်တော်စခန်းကမဟုတ်ဘူးမယ်စခန်းတစ်ခုရှိတယ်အဲ့စခန်းကိုတွားတာဟိုမှဒီ10 ရက်နေ့ကျတော့10 ရက်နေ့မနက်စာကျတော့ဒီညတော့ကတစ်ထိုးချတာအတန်ကြားတာဆိုပြီးတော့ကျွန်တော်တို့စခန်းသားကိုတွားတဲ့ခါကျတော့သူတို့စခန်းသားနေမှာတစ်ထိုးချနာသူကတညကိုတညကို4 သိန်းနောက်တစ်ရှင်းကို4 သိန်းကောက်တာနောက်တစ်ရှင်းကို4 သိန်းကောက်တော့ကျနောက်တစ်ရှင်းကို4 သိန်းကောက်တော့ကျတော့ကျွန်တော်ပြောတာပေါ့မင်းတို့ကောက်ရင်ကောက်တယ်ပေါ့လို့အဲ့မှာသူရဲဘော်ကိုပြောတာသူရဲဘော်ကတရားစတိုင်းထိန်းသိမ်းရေးဆိုပြီးတော့တန်ရင်39ရဲဘော်ဟိုမေးတဲ့ခါမှဟိုကျွန်တော်ဘယ်လိုပြောမလဲဟိုဘယ်လိုမလဲနည်းနည်းမန်ပါဝင်တဲ့ဆုံးဟိုပြောတဲ့ခါကျတော့ကျွန်တော်ဟိုမန်ပါဝင်ပြောလို့ဆိုပြီးတော့ကျွန်တော်အဲ့လိုအဲ့ယူလို့ဆွဲလိုက်တာမှဟိုဘယ်လိုပြောမလဲမင်းတို့ဒီဟာကြီးလုံးနေရမတီးဘူးလားပေါ့လေးတာပေါ့ဒီပြည်သမားတွေကလည်းပြောတယ်ပေါ့သူတို့စီကိုတညာ4 သိန်းနဲ့ဝန်ထတာလို့ပြောတယ်အဲ့လိုပြောတော့မှသူကမဝင်ဘူးတဲ့မတီးဘူးလို့ပြောတာမတီးရကောင်မင်းတို့ခေါင်းရင်းရှိရနေတစ်ထိုးချတာတစ်တန်တွေကဒီတောင်မြင့်မော်နဲ့အောက်ကိုထိုးချတာအတန်တွေကကြားရတယ်လေကြားတဲ့ခါကျတော့ဟိုသူတို့ဒီပတ်စံဝန်ထားလို့ပတ်စံဝန်မထားရင်သူကဖမ်းတယ်သူကဝင်ရင်4 သိန်းမဝင်ဘူးဆိုရင်5 သိန်းပြရတယ်အဲ့ဒါနေမှာဖမ်းလိုက်တဲ့ခါကျတော့ဟိုကျွန်တော်တို့ကပြောတာပေါ့ဒီရဲဘော်ဒီလိုမင်းတို့ကောင်နေဟိုတရားစရာထိန်းသိမ်းရဲလဲလို့မင်းတို့ပဲလှုပ်ရှားနေကြတာလို့မင်းတို့ပဲပြည်သူတွေကမွဲလာပြီလို့ကျွန်တော်အဲ့လိုပြောတာအဲ့လိုပြောရင်းနဲ့မှဟိုလိုမျိုးအဆင်ပြေတော့တာအဲ့ညာတဲ့အဲ့လိုပြောရင်းနဲ့မင်းတို့အဲ့လိုလုံးနေလို့မို့ဒီပြည်သူတွေကပြောတာပဲဟိုလို့တောင်ကြီးရတာကုန်းနေတာတော်လန်ကြီးကဘာမှခီးမရောက်ဘူးလို့ပြောနေရလို့အဲ့လိုပြောလိုက်တော့မှဒီကျွန်တော်အဲ့လိုမျိုးပြောလိုက်တာမှသူ့ကိုတောင်းမှန်လိုက်ပါတယ်ကျွန်တော်လည်းအိမ်ဆွဲလိုက်တော့လက်လွန်တော့တာအိမ်ပဲဆွဲတာကျွန်တော်ဘာမှမပါဘူးအဲ့ဒါဟိုမှတောင်းမှန်ပြီးတော့ကျွန်တော်လည်းအေးဆေးဖြစ်သွားပြီဆိုပြီးတော့ကျွန်တော်ရဲဘော်တွေနဲ့ဆိုင်ကနဲ့သူတို့လမ်းကနေရဲဘော်တွေကအဲ့ဘက်ကနေတော့လာကျွန်တော်ဖြက်လန်းကနေအောက်ကနေဆင်းတာဆိုင်ကနာမှာဆိုလို့ဆိုပြီးတော့အဲ့ဒါမှနောက်ဆုံးကြံတဲ့2 စီးကိုခြေဆုံးစီးတွေကိုမဖမ်းမနဲ့နောက်ဆုံးစီးကြမှာသူကတားထားလိုက်တာတားထားလိုက်တော့ကျတော့ကျွန်တော်လမ်းပြီးဆက်တွေ့တာပေါ့ဆက်တွေ့တဲ့ခါကျသူကဘယ်လိုပြောတော့ဆိုတော့ဟိုမင်းတို့ထဲအကြီးတန်းရတယ်ဆိုတော့ကျွန်တော်လူကြီးတွေလွတ်လိုက်တဲ့ခါကျတော့သူကမင်းလာမှရမှာဗျအဲ့ဆိုရင်လို့ကျွန်တော်တော့မလာနိုင်ဘူးလို့ဟိုခမရတို့လည်းခမရတို့လှုပ်ရှားရှိရလှုပ်ပေါ်လို့ကျွန်တော်လည်းကျွန်တော်လှုပ်ရှားရှိရလှုပ်မှာလို့အဲ့လိုပြောလိုက်တာအဲ့လိုပြောလိုက်တဲ့ခါကျညနေ6 နာရီလောက်ကျတော့ရဲဘော်တွေကိုတော့ပြန်လွှတ်ပေးတာဂန်းကိုတော့တိတ်ထားလိုက်တာပါရီကန်တက်လက်တိတ်ထားလိုက်တာအဲ့လိုပဲရဲဘော်ဘယ်နှစ်ယောက်လဲ2 ယောက်လားရဲဘော်ဟို2 ယောက်တက်လက်ဟိုအဲ့တော့တနက်ပဲပါသွားတာပေါ့အခုရဲဘော်တွေကတော့ပြန်ရပြီပေါ့ဟုတ်တယ်ရဲဘော်တွေကပြန်ရပြီတနက်ပဲပါတော့တာဟုတ်ပြီအဲ့တော့အဲ့ဒါတခုပေါ့ခုနကတစ်ထုတ်တဲ့ကိစ္စလည်းနည်းနည်းသိလို့ပါတယ်တစ်ကအဲ့ဒီမှာကအခုလိုမျိုးဒီထုတ်ဖို့အတွက်ကို तू ကဘယ်လိုစီမီစီကနေရှိလဲဟိုအခုထုတ်တာပကဖထုတ်တယ်ဆိုတော့သူတို့မှာဘယ်လိုစီမီစီကနေရှိလဲအဲ့ဒါသိလားသူတို့မှာစီမီစီကနေရှိတာကတော့သူတို့ဒီစီမီစီကနေတော့ကျွန်တော်စီမဲ့စာရွက်ရှိတယ်သူတို့စီမီစီကနေဘာအကြောင်းပြချက်နေမှတစ်ထုတ်ပိုင်ခွင့်မရှိဘူးလို့သူကပြောထားတယ်ပြောထားရင်မှသူတို့ကိုယ်တိုင်ပဲဒီတစ်ကိုထုတ်တယ်တော့ကျွန်တော်တို့ကဘယ်တော့တိုင်ရမလဲကျွန်တော်လွန်ခဲ့တဲ့တစ်နှစ်လောက်ကတခါတိတ်နေရတစ်နှစ်လောက်ကဒီလိုတစ်ထုတ်တာတွေပေါ့ကားတွေနဲ့ဖမ်းမိတယ်ကျွန်တော်မိတယ်ကျတော့ဒီတက်မဲ့ဖမ်းတော့မော်ကျွန်တော်အဲ့မှာတိုက်ပွဲခီးစံသွားရင်းနဲ့အဲ့မှာမိတဲ့ခါကျတော့ဒီဘယ်လိုရမလဲဒီလူကိုကျွန်တော်တို့ကဒီပြင်းမှုကျူးလွန်တဲ့လူကိုအေးအေးယူရမှာလေ
ပြုတ်ကြည့်နေတဲ့လူကိုရေးမကြည့်ဘဲနဲ့သူကဘယ်လိုလဲမလဲတစ်ကိုတော့ဖမ်းပြီးတော့ကျွန်တော်အဲ့မဲ့ဒီဝစ်သူတို့တရားသလားထင်းထင်းပါတရားသလားထင်းသိတော့ဒေါ်ဣသနာကျော်အထားခဲ့တာအထားခဲ့တဲ့ခါကျတော့ဒီအမှုကိုရေးမယူရပြန်သူတို့ချင်းချင်းနားလည်မှုနဲ့ပြီးသွားကြတာကျွန်တော်ကျတော့ဖမ်းရတာဘယ်လိုပြောမလဲသူတို့တိုင်းတက်ဖွဲ့အလုံးနေမှာတော့ကျွန်တော်တို့ပြည်သူတွေကဘယ်လိုတော့ပြီးတော့တိုင်ရမှာဘယ်တော့တိုင်ရမှာသူတို့အားကိုလို့မသူတို့တိုင်တော့ကြတယ်လေအချက်လက်နဲ့တိုင်နေကြပြီမဲ့တက်ကြရနဲ့တိုင်နေရကားရောမိတာအဲ့ဒါကားမိတယ်ရဗဖိုးမိတယ်ရကားနှစ်စီးမိတယ်ဗဖိုးတစ်စီးမိတာဗဖိုးကအလောင်းတော်ပိုင်းနဲ့ဗဖိုးသူကတုံးသွဲနေတာဒီဒေါ်လာရင်းကာလာအတွင်းမှာ အဲ့ဒီအလောင်းတော်တတပတစ်တော်ကျိုးဝိုင်းကအရင်တော့ကလည်းကြားတယ်လေဟိုတော်တော်ကုံသွားပြီမရှိတဲ့လောက်ဖြစ်သွားပြီလို့ကြားတယ်အခုကတော်တော်ကြံသေးတာလားအနေထားအနေထားကတော့သူကဘယ်လိုပြောမလဲဒီအပြင်ဘက်ကတော့တော်တော်လေးရောဘယ်လိုပြောမလဲသုံးပုံပေါ်ရင်တော့တပုံလောက်ကတော့ရှိသေးတယ်ဗျဒီလမ်းဘေးရပေါ်ရကားဝင်တာကားနဲ့ကရိန်းနဲ့ဖောက်ဆွဲရတဲ့နေရာလောက်တော့ဟိုဂျောင်ပြိုဂျောင်ကြားတဲ့တော့ရှိသေးတယ်ဗျဒီဖះလမ်းမော်ကဖះရည်ပြမော်ကဟာတွေရမရှိတော့ဘူးတစ်တည်း အခုထိုးချနေဆိုတာဘယ်နားမှာကြောင်ကြောင်ကြားလားဟိုအပြင်ပန်းပဲလား ထိုးချနေတာကျွန်တော်တို့ဒီ6ပေလမ်းရဲ့ဒီဘက်မှာထိုးချနေတာ6ပေလမ်းရဲ့ဒီဘက်9မိုင်ဘက်မှာပဲထိုးချနေတာသူတို့ရဲ့နေရာတိတိကျကျဆိုရင်တရခေါင်းပေါက်သူတို့စခန်းရဲ့ရှေ့မျက်စောင်းထိုးလေးပဲမှာထိုးချတာအောက်ကိုထိုးချတာ ဟောအဲ့တော့ဟိုသူတို့ကဟိုတစ်လက်ခုတ်တဲ့လူတွေကိုပတ်စံအခွန်ယူပြီးတော့ဟိုထုတ်ခိုင်းတဲ့သဘောပေါ့ဟုတ်တယ်အဲ့ဒါရောသူတို့ကိုယ်တိုင်လည်းကားကြီးကားငယ်နဲ့ထုတ်နေတာပြည်သူတွေကျတော့နောက်တစ်ရှင်းဟိုလေးတိန်တောင်းတာရသူတို့ကကားကြီးကားငယ်နဲ့ထုတ်တာကြပြည်သူကပြောတာပေါ့ရဒီတောင်ကြီးကတောင်ကြီးရတာကုန်းတာပေါ့ဒေါ်လာကြီးကခီးမရောက်ဘူးပေါ့တော့ပြည်သူတွေကပြောတာနဲ့ကျွန်တော်တို့လည်းဒီမတင်ကားနဲ့မို့အဲ့မှာတက်စစ်တာပေါ့ရနောက်ပိုင်းကျမနေ့အဲ့လိုတွေ့ချင်းလဲကျွန်တော်လည်းတော့ကောယူမိလိုက်တာအဲ့တော့မှတော့ကောကိုလည်းဖြက်ပေါ့ရဒီဘယ်လိုပြောပြမလဲကျွန်တော်ကိုလည်းလာပေါ့ရအဲ့လိုခေါ်တာအဲ့တော့သူတို့ကဘာကြောင့်ထုတ်တယ်ပြောလဲခုနဟိုအခြေတင်ဖြစ်တဲ့ခါကျတော့သူတို့ဘာကြောင့်ထုတ်တယ်လို့ပြောလဲတစ်ကိုဟိုလိန်ပြုတ်ဝင်မယ်လို့ဆိုပြီးထုတ်တာအဲ့ဒီပါကဖာရဲ့ဆုံးဖြတ်ချက်ပဲလားဟိုအပေါ်ကအဆင့်တွေရဲ့ဆုံးဖြတ်ချက်လားဘယ်လိုလို့သိရလဲအပေါ်အဆင့်တွေရဲ့ဆုံးဖြတ်ကမပါဘူးကြသူတို့ရဲ့ဆုံးဖြတ်ချက်တန်ထုတ်တာအပေါ်ဝန်ကြီးဌာနထုတ်ပြန်ထားတဲ့စာထဲမှာတော့မပါဘူးသူတို့ဒီမူပေါင်းနဲ့စီစာရွက်တိုင်းဆိုရင်ပေါ့ဘာအကြောင်းပြချက်နဲ့မှတစ်ထုတ်ပိုင်ခွင့်မရှိဘူးလို့ပြောထားတာကြာဟောကျင်ညာချက်မှာဟုတ်တယ်အဲ့တော့အခုကြားတာအခုအဲ့ဒီမထုတ်အောင်ဆိုတဲ့ကျင်ညာချက်ထုတ်ထားပြီးတော့ဟိုထုတ်နေတာဘယ်လောက်ကြာနေပြီလို့သိရလဲလွန်ခဲ့တဲ့တစ်လလောက်ကဒီတစ်လလောက်ကထုတ်နေတာအခုမှပြန်ထုတ်တာပေါ့နော်အရင်တော့ရက်သွားသေးတာပေါ့အဲ့ဒီသဘောပေါ့ဟုတ်တယ်အရင်တော့ကဒီကျွန်တော်ပြောမယ်အရင်တော့ကကနီဘက်ချမ်းနေမော့ထုတ်တာပေါ့ညာကျွန်တော်တို့ကဒီအလောင်းတော်ကတပတ်ကဖျားရမက်ပင်နဲ့ရမက်ပင်နဲ့ချမ်းတော်တော်များများကြံနေတယ်ဒီလမ်းဘေးကဒီဘယ်လိုမလဲအဓိပတိပင်ကြီးတွေတော့မကြံတော့ဘူးပေါ့ညာတော်တော်များများကြံနေရဒီဘက်ကတော့အခုတော့ဒီတို့ကတန်း2000ထုတ်တာဆိုတော့ဘလိုကြီးတော့မကြံတော့ဘူးဒီအတွင်းပန်းတော့ပဲကြံတော့တာလမ်းဘေးကကရိန်းဝင်ရတဲ့နေရာတွေကားဝင်ရတဲ့နေရာတွေကြတော့မကြံတော့ဘူးအဲ့တော့အခုဘုံမျက်လုံးကအဲ့မှာသွားတော့တွေ့တော့ record လုပ်တော့ဒီ record ကိုဖျက်ခိုင်းတယ်လေသူတို့အတွက်ဟိုမကြိုက်ဘူးထားပါတော့တခုဖြစ်လို့ record ဖျက်ခိုင်းတယ်အခုသတင်းဌာနကိုပြောတယ်ဘုံမျက်လုံးကအခြေအနေရှင်းပြရဆိုတော့ကိုလုံခြုံရေးအတွက်အဆင်ပြေပါမလားအဲ့သွားလာတာဘယ်တမ်းမလဲကျွန်တော်လည်းတိုင်းပြည်အတွက်ဒီအမှန်တရားကြီးကိုတော့ကျွန်တော်တို့ကဒေါ်လာကြီးကိုအမှန်တရားလို့ကျွန်တော်ဒေါ်လာကြီးလုံးနေဒီမှာတော့လုံးရမှာပဲဒါမှလည်းကျွန်တော်တို့အမှန်တရားအပေါ်မှာလေအဲ့ဒီထုတ်ထားတဲ့ကျင်ညာချက်မှာဘာတွေပါလဲဟိုပြောပြလို့ရလားအဲ့ဒါ message နဲ့စာရွက်တွေပို့လို့ရလားတော့ရစာရွက်တွေတက်ပို့လိုက်အဲ့တော့အများကြီးဆိုတော့ဟုတ်ပြီကျွန်တော်အဲ့ဒါကိုတက်ဟိုဖတ်ပြီးဟိုကလုံးမယ်အဲ့တော့အခုဘုံမြက်လုံးတို့ရဲ့သဘောထားပေါ့နော် BNR တွေရဲ့သဘောထားရောဒီတစ်တင်နဲ့ပတ်သက်ရင်ဘယ်လိုသဘောထားရှိလဲဒီတစ်တော်နဲ့ပတ်သက်ရင်ကျွန်တော်သဘောထားသူတို့ပြောတယ်လို့ပေါ့ညာလင်ပြည့်ဝင်မယ်ဆိုရင်တော့ကျွန်တော်လည်းသဘောမကြောက်ဘူးသဘောကျတယ်ဒါပေမဲ့သူကဟိုဘယ်လိုလဲစင်းကိုတော့သူကစင်းဝင်တွေဘာတွေစင်းတွေဘာတွေကိုကောက်စစ်လို့ရတယ်ပေါ့ညာသူကစင်းကိုဖြောင်းတာမဟုတ်တစ်ကိုဖြောင်းတော့ကျွန်တော်တို့ကဘာတော့စီရမှာတစ်ပင်နေလိုက်ပြီးတော့အငုတ်ရီအောင်လေသူကငုတ်တွေပါဘဖိုးနဲ့နှုတ်လိုက်တာဆိုတော့ကျွန်တော်တို့ဘာတော့လုပ်ရမှာဒီတစ်တော့ဟိုစောင့်ကြက်ကြည့်ရမှာကပကဖတွေရဲ့တာဝန်ပဲလားအခု BNR တွေတော့တာဝန်ရှိလားဘုံမြက်လုံးကရော
ဘယ်လိုပြောပြမလဲရတာဝန်ကတော့ကျွန်တော်တို့အားလုံးကတော့တာဝန်ရှိတာပေါ့ရဒီလောင်းတော့ကတော့ကျွန်တော်တို့မှာတဘာဝပြပြရှိလို့ဒီဥစ္စာပဲရှိတာကိုရ အဲ့ဒီတစ်တော်ကျိုးဝိုင်းရအခုကဟိုစစ်ကောင်စီလက်အောက်မှာမဟုတ်ဘူးလေဒီတော်လိုင်းရေးဖွဲ့တွေအလောက်မှာဆိုတော့ဘသူကတာဝန်ယူထားရလဲဒီကျိုးဝိုင်းကိုအခုလောစရာ အခုလဲလောဆယ်ယူဆတာတော့တိုင်းရင်36ကတာဝန်ယူဆတာ ဟိုက UNG MOD အောက်က ဟုတ်တယ်တိုင်းရင်36ရင်းမှုဟာကိုမြင့်ကြိုင်နဲ့ရင်းမှုနာမည် အဲ့တော့သူတို့သွားအကြောင်းကြားရောအခုတစ်တွေထုတ်နေလို့သွားအကြောင်းကြားရောမရနိုင်ဘူးလားသူတို့ သူကိုယ်တိုင်ထုတ်တာရအဲ့ဒါက ဟောသူကိုယ်တိုင်ထုတ်တယ် သူကိုယ်တိုင်ထုတ်တာဟုတ်တယ်ရ BNR တွေကဝင်ရောက် support ခင်ရှိလားဒီတစ်တော်နဲ့ပတ်သက်ရင်ထိမ့်သိမ်းဆောင်ရှောက်မှုမှာ ထင်းထင်းဆောင်ကြောင်းမှုမှာကျွန်တော်တို့ပြည်သူတို့စာထုတ်ပြန်နေတော့ကျွန်တော်တို့ပြည်သူဒီလိုတစ်ထုတ်တဲ့လူပါဆိုရင်ကျွန်တော်တို့ပြည်သူအရက်တန်းအနေနဲ့လည်းဖတ်မှန်ခွင့်ရှိတာပေါ့ဗျာဒီလိုမျိုးနေကြကျွန်တော်လည်းမတည်ဘူးဒါပေမဲ့ကျွန်တော်အဲ့မှာနေရတဲ့ရည်ချက်ကအဲ့မှာကိုကျွန်တော်တင်တန်းခွင့်ဖွင့်မယ်လို့ဆိုပြီးတော့နေတာ တခုရှိတာကတော့အခုတစ်ထုတ်တယ်ပေါ့နော်ဟိုအများကြီးထုတ်တာတော့မကောင်းဘူးပေါ့ဘာပဲပြောပြောဒါပေမဲ့ထုတ်တဲ့နေရာမှာအခုကဟိုခုနတစ်ထုတ်တဲ့လူကလာတယ်ကိုကအခချင်းငွေယူတယ်ဆိုတော့ဟိုဝင်ငွေတစ်စုံတရာရတာပဲမဟုတ်ဘူးလားဟိုလာထုတ်တဲ့လူတွေအတွက်လည်းဟိုစီးပွားဖြစ်တယ်ဆိုအဲ့လိုမျိုးဘက်ကကြည့်ရောအဆင်မပြေဘူးလား ဒီလိုပေါ့ဗျာပြည်သူတွေအနေနဲ့ကြတော့အဲ့ဥစ္စာကိုဘယ်လိုပြောမလဲသူလုံနေရပုံစံမျိုးနဲ့ကျွန်တော်ဒီ3နှစ်ကျော်4နှစ်ပန်းကြီးရောက်သွားပြီလေအဲ့လုံနေရနဲ့ပတ်သက်ဟိုကုန်းနေရနဲ့ဟိုငွေတွေရနေရကလည်းတော်လန်ကြီးကသူပိုင်ဆိုင်မှုပေါ့ဗျာလက်နဲ့အင်အားလည်းမရှိဘယ်လိုပြောမလဲဒီတိုက်ခိုက်ရေးပိုင်းမှာလည်းမရှိတဲ့ခါကျတော့ပြည်သူကပြောလာတာပေါ့ဗျာဘယ်လိုပြောလာအောင်ဆိုတောင်ကြီးရတာကုန်းတာပေါ့ဗျာတောင်ကြီးရတာကုန်းတာတော်လန်ကြီးကဘာမှခီးမရောက်ဘူးသူအခုဝယ်ထားတဲ့ဥစ္စာဆိုရင်ကျွန်တော်တို့ NUG ကချထားတဲ့ဒန်းကလွယ်ရင်ကျွန်တော်ကိုပိုင်ခန်းဟိုလိုတက်ဒီရတဲ့ပတ်စံနဲ့ငွေနဲ့ဝယ်ထားဆိုတာမရှိဘူး အဲ့တော့အခုအခြေအနေကို BNR နေနဲ့ဘာတွေလုပ်ဖို့ရှိလဲသူတို့နဲ့ညှိနှိုင်းမလားတစ်မထုတ်ဖို့ပြောမှာလားနောက်သူတို့နဲ့ပတ်သက်တဲ့အထက်ကိုပြောပြဖို့ရှိလားဘာတွေလုပ်ဖို့ရှိလဲ ကျွန်တော်တော့ထပ်မထုတ်အောင်လည်းပဲညှိနှိုင်းနေတာကြဟိုအထက်ကိုတင်ပြမယ်ဆိုလဲကျွန်တော်တို့ကဘယ်လောက်တင်ပြဘယ်လောက်တင်ပြအချက်လက်နဲ့ထောက်ပြသူတို့မှာဘာရေးယူပိုင်မှုမှမရှိဘူးကျွန်တော်တို့ကဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်တို့အရတားအနေနဲ့လဲကျွန်တော်တို့ဒီဘယ်လိုပြောမလဲတော်လိုင်းသမားအနေနဲ့လဲထိမ့်သိမ်းနေတာပဲတည်တာ BNR ရဲ့သဘောထားကိုတခုတော့ထပ်ပြောပြပါဒီတစ်တော်ကျိုးဝိုင်းနဲ့ပတ်သက်ရင် BNR ရဲ့ချထားတဲ့ဟိုသဘောထားစီကံဆိုရင်ဘာဖြစ်မလဲ BNR ရဲ့သဘောတရားဆိုရင်တော့တစ်ထုတ်ပိုင်ခွင့်မရှိဘူးဗျကိုပိုင်ငွေလည်းလုတ်ပိုင်ခွင့်မရှိဘူးဒီလိုမျိုးမလဲတတွန်းစီးပွားရေးလည်းလုတ်ပိုင်ခွင့်မရှိဘူး ဟုတ်ပြီဘုံမြတ်လုံးကျေးဇူးတင်တယ်လေအခုဖြစ်တဲ့အခြေအနေလေးရှင်းပြတဲ့အတွက်နော်ကျေးဇူးအများကြီးတင်ပါတယ်ဗျ ဟုတ်ကဲ့ရ他把给搂起。